ရွှေငင်ခလေတခါတုံးကရွာငယ်လေတရွာမှာအလွန်စင်ကြတဲ့လက်သမားတစ်ယောက်ရှိတယ်။သူမှထူးခြားတဲ့ငန်းတကောင်ရှိပြီးအဲ့ဒီငန်းကနေတိုင်းရွှေဦးတူဥပဲလေရှိတယ်။လက်သမားဟာနေတိုင်းရရှိတဲ့ရွှေဦးကိုရောင်းချပြီးမကြခင်မှာပဲချမ်းသာလာတယ်။ဒါပေမဲ့သူဟာချမ်းသာလေပေါ်ပြီးတော့လိုချင်းလေဖြစ်လာခဲ့တယ်။သူကဒီလိုထွဲမိတယ်။ဒီငန်းရဲ့ဘိုက်ထဲမှာရွှေတွေအများကြီးရှိနေမှာပဲတနေ့တူတဲ့စောင်းနေတာကြားလိုက်တာဘိုက်ကိုခွဲပြီးတခါတဲ့အကုန်းထုတ်ယူလိုက်ရင်ငါဟာတညာတဲ့နဲ့ကံပါအချမ်းသာဆုံးဖြစ်သွားမှာပဲသူ့ရဲ့လောဘကအမားအမှန်ကိုမဝယ်ဖန်နိုင်တော့ပဲတနေ့မှတော့ဓာတ်တလက်နဲ့ငန်းကိုတတ်ပြီးဘိုက်ကိုခွဲကြည့်လိုက်တယ်ဒါပေမဲ့ငန်းရဲ့ဘိုက်ထဲမှာတခြားငန်းတွေလိုပဲအသားနဲ့တွဲသွားရှိပြီးရွှေဥဆိုတာလုံးဝမရှိပါဘူးနောက်ဆုံးမှာတော့လက်သမားဟာနေတိုင်းရနေတဲ့ရွှေဥကိုလည်းမရတော့သလိုအဖို့တန်တဲ့ငန်းကလေးကိုလည်းဆုံးရှုံးလိုက်ရပါတော့တယ်